မြန်မာစင်များနဲ့ကဘာမြေအရှိဝတ်ချက်များမြန်မာစင်များနဲ့ကဘာမြေအရှိဝတ်ချက်များစင်ရဲ့ခြေလမ်းတစ်ချက်ဟာကီလိုမီတာပေါင်းများစွာမိုင်ပေါင်းများစွာဝေးတဲ့နေရာအထိမြေပြင်ဒုက္ခမူလှိုင်းအနေနဲ့ရောက်ရှိသွားပြီးအချင်းချင်းစကားထိုးနိုင်ကြဆိုတာတဲ့လို့သိပါသလားခွန်အားကြီးမှပြီးကဘာပေါ်မှာအသိဉာဏ်အမြင့်မားဆုံးဖြစ်တဲ့ဒီ AM သရဝကြီးရဲ့ခန်းကျမဟာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဘယ်လိုဆက်နေပါသလဲဒီနေ့ဗီဒီယိုမှာတော့ဘယ်သူမှသိချင်တာပြောမပြသေးတဲ့မြန်မာစင်ရဲ့ရှိုးဝက်ချက်ဆန်းပြတဲ့အသိပညာတွေကိုအတူတူပေါ်ထုတ်ပြရမှာခင်ဗျာမြန်မာနိုင်ငံဟာအာရှစင်ဒုတိယအများဆုံးရှင်သန်ကျစားရအိမ်တော်ကြီးဖြစ်ပါတယ်။ဒါပေမဲ့ပဂရိအမှန်တရားကတော့လွန်ခဲ့တဲ့နှစ်ပေါင်း440ကျော်ကမြန်မာပြည်မှာစင်ရိုက်အကောင်ကြီးတောင်းလို့ရှိခဲ့ပေမဲ့ဒီနေ့ခေတ်မှာတော့တဘာဝတိုင်းနေတဲ့စင်ရိုက်အကောင်ကြီးဟာ2003အထိပဲကျန်ပါတော့တယ်။ဒါပေမဲ့ကမ္ဘာမှာအော်စရာအကောင်းဆုံးစံချိန်တစ်ခုကတော့မြန်မာပြည်မှာလူတွေနဲ့အတူလွတ်လို့နေတဲ့မွေးမြူရေးစင်ဒါမှမဟုတ်လို့ရှိရင်စင်ဝိုင်းကအိမ်စင်တွေပေါ့နော်ဒီစင်တွေဟာအကောင်ကြီးစုစုပေါင်း9000တိရှိနေတာပါပဲဒါဟာကမ္ဘာပေါ်မှာအင်းစင်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံကိုဖြစ်စေခဲ့ပါတယ်အင်းစင်နဲ့စင်ရိုင်းတွေအကြောင်းမပြောခင်သူတို့ရဲ့အော်စရာခန္ဓာကိုယ်အကြောင်းနည်းနည်းလေးသိလာကြည့်ကြရအောင်ပါစင်ရဲ့နာမောင်ဟာကြောသားပေါင်းတသိန်းကျော်နဲ့ဖွဲ့စည်းထားပြီးအနက်ခအိုင်ယုံဟာခွေးတွေထက်၅ဆပိုပြီးခက်မြက်ပါတယ်ဒါကြောင့်မလို့ကီလိုမီတာပေါင်းများစွာဝေးတဲ့မိုင်ပေါင်းများစွာဝေးတဲ့နေရာကရှိတဲ့ရီကိုအနက်ခအိုင်ယုံနဲ့သိနိုင်ပါတယ်ပူပြီးဆန်ပြတာကသူတို့ရဲ့ခြေဖွားပါပဲစင်တွေဟာခြေဖွားကတစ်ဆင့်မြေပြင်ဒုက္ခမှုတွေကိုဖိုင်းယူနိုင်ပြီးမူတိုင်းလာတော့မယ်ဒါမှမဟုတ်ရှိရဲ့အဝေးကရသူလာတော့မယ်ဆိုတာမျိုးကျိုးတဲ့သိနိုင်တဲ့သဘာဝပရိဒါစနစ်ကိုပဲဆိုင်ထားကြပါတယ်မြန်မာနိုင်ငံရဲ့အင်းစင်ကောင်းရင်9000ကျော်ဟာစက်ရန်တရားကြီးတွေတွားလို့မရတဲ့မြန်မာတောတောင်တွေထဲကမှပတ်ဝန်းကျင်မကျစီစီပဲတစ်လုံးတွေကိုဆွဲထုတ်ပေးနိုင်ခဲ့တဲ့မြန်မာတတော်အဖွဲ့ရဲ့အဖိုးဒါတူရဲကောင်းကြီးဖြစ်ကြပါတယ်လက်ရှိချိန်မှာတော့တစ်ထုတ်လုပ်မှုတွေကြောင့်လာတဲ့အတွက်ဒီစင်ကြီးတွေကကလောစင်စကန်ဝနချောင်းစင်စကန်စတဲ့တဘာဝအပိုင်းမြစကန်တွေမှာခီးသွွားလုပ်ငန်းကိုကုညီရင်အေးလူအနားယူနေကြဖြစ်ပါတယ်ခီးသွွားတွေကသူတို့ကိုအစာကျွေးတာရေချိုးပေးရမျိုးနဲ့စင်တွေအတွက်စားစီရှာဖွေပေးနိုင်တဲ့ထုတ်ပြမှုကဏ္ဍအသစ်တစ်ခုဖြစ်လာခဲ့ပါတယ်ခင်ဗျာခေယစနစ်အရစင်တွေကိုတောတောင်တွေရဲ့အင်ဂျင်နီယာကြီးတို့တင်လက်ခေါ်ကြပါတယ်သူတို့စွန့်ပစ်တိုက်တဲ့မစင်တွေကနေတစ်ဆင့်အပင်မျိုးစေ့တွေကိုတောအုပ်အနက်ပြက်နှံပေါက်စီပြီးတောတောင်တွေကိုစိမ့်နှံဆိုပြတာပါဒါပေမဲ့စင်မကောင်းရာကတော့တရားမဝင်အမဲလိုက်မှုတွေနဲ့လူတွေကတောမီကိုကျူးကျော်တာကြောင့်မြန်မာစင်ရတွေဟာရက်သက်တစ်ဖက်အနှိမ့်ငယ်အတွန်းပါတယ်တကောင်နှုတ်တေဆုံးနေရတဲ့အထိမျိုးသူတက်ွယ်လူနေပါအန်ဒီနဲ့ရင်ဆိုင်နေရပါတယ်စင်ဆိုတာခွန်အားကြီးမပေမဲ့လူနုညတ်တင်မွေးတဲ့ဒရဝါကြီးသိကြပါတယ်ကျွန်တော်တို့ကဘာမြေကြီးညတ်တာဒီစိမ့်တန်းနေဖို့အတွက်သူတို့လိုအားလုံးဝိုင်းဝန်းထင်းထင်းဆောက်ကြပါလို့ခင်ဗျာဒီဗီဒီယိုတွေကိုသဘောကျရင် like share channel ကို subscribe လုပ်ပေးကြဖို့မမေ့ပါနဲ့အောင်နောက်ထပ်စိတ်ဝင်စားတဲ့ဗီဒီယိုလေးတွေပြန်လည်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ